ကျွန်တော်ရဲ့ Miss Universe 6ဖြူ2016သက်ထားရွှေစင်ဖြစ်ပါ Number 2 May Grace Perry Thank you, buddy. Sign တော့မယ်အလားမယ်ကဘယ်သူများဖြစ်မလဲ Universe Yangon East 2026 The winner goes to Life Moon Day Weekဒီကနေ့ညအတွက်ကျွန်တော်တို့ winner 3ဦးထွက်ပေါ်လာပြီဖြစ်ပါတယ်ဒီ winner 3ဦးကတော့ကျွန်တော်တို့ Miss Universe 2016 Miss Universe မြန်မာ2016 National ပြိုင်ပွဲကြီးမှာ City Winner ကိုစားပြုနေတဲ့ဝင်ရောက်ရှင်ပြိုင်သွားမယ် Miss Universe 6ဖြူ2016သက်ထားရွှေစင် Miss Universe Pan 2016 May Grace Perry နဲ့ Miss Universe Yangon East 2016 Monday ဝီပဲဖြစ်ပါတယ်ခင်ဗျာလက်ခုပ်သံများနဲ့အားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ Miss Universe Yangon East အခမ်းအနားကိုစူးစမ်းရှင်ပြိုင်ပေးခဲ့ကြတဲ့ပြိုင်ပွဲဝင်ညီမငယ်တဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရင်းနဲ့ကျွန်တော်တို့ရဲ့ Miss Universe Yangon East 2016အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးကြောင်းချင်းညာပါတယ်